ကျမတို့ဒီနေ့အင်တာဗျူးစီစဉ်ကတော့ဒေါ်အောင်ဆန်းစုကြည်ကိုခြံထားခဲ့ပြီးမြန်မာနိုင်ငံရေးမှာရှေ့ဆက်သွားလို့ရနိုင်သေးရဲ့လားဒေါ်အောင်ဆန်းစုကြည်ကိုခြံလှပ်ခဲ့တဲ့နိုင်ငံရေးထွက်ပေါက်ပိတ်နေပြီလားစတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးသုံးသပ်သွားမှာဖြစ်ပါတယ်ဖိတ်ခေါ်ထားတဲ့ပုဂ္ဂိုလ်ကတော့တရားလွှတ်တော်ကြီးရှေ့နေဦးကြီးမြင့်ဖြစ်ပါတယ်ဟုတ်ကဲ့ဆရာဦးကြီးမြင့်မင်္ဂလာပါမင်္ဂလာပါခင်ဗျာဟုတ်ကဲ့အဲ့တော့ဆရာကြီးအဲ့တော့မကြသေးခင်ကလည်းတဲ့အားလုံးပေါ့နော်ဒီဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့ဒေါအောင်ဆန်းစုကြည်တရှိထင်ရှားရှိသေးရဲ့လားမရှိတော့ဘူးလားဆိုတဲ့အနေအထားအောက်မှာပဲပေါ့နော်တောင်းဆိုမှုတွေလည်းကမ္ဘာအနှံ့ပြုလုပ်လာခဲ့ကြတဲ့အနေအထားအောက်မှာပေါ့နော်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကတော့ဒါ ICRC နဲ့ထုတ်ပြီးတော့ချိုးလိုက်တာပေါ့နော် ICRC နဲ့တွေ့ပေးပြီးတော့ဒေါအောင်ဆန်းစုကြည်တရှိထင်ရှားရှိသေးပါတယ်ဆိုတာကိုသူတို့ပြသခဲ့တယ်ပေါ့လေအဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်မဆက်ပတ်သက်ပြီးတော့မေးချင်ပါတယ်ဆရာအဲ့တော့ဒေါအောင်ဆန်းစုကြည်ကိုတော့မြန်မာနိုင်ငံရေးမှာလုံးဝဒေါအောင်ဆန်းစုကြည်ရဲ့အခမ်းကဏ္ဍမျိုးမရှိတော့ဘူးဆိုတဲ့အနေအထားမျိုးနဲ့လုတ်ခဲ့ရကနေပြီးတော့အခုတော့ဒါဒေါအောင်ဆန်းစုကြည်ကိုပြန်ပြီးတော့လူထုရှေ့မှာပြန်ပြီးတော့ချပြလာတယ်ပေါ့လေအဲ့တော့ကျွန်မပထမဆုံးမေးချင်တာကဒီဒေါအောင်ဆန်းစုကြည်ရဲ့အနာဂတ်နိုင်ငံရေးပေါ်မှာပေါ့နော်ဆရာဘယ်လိုအမြင်ရှိပါသလဲဟိုကျွန်တော်ပထမအစီအခံနေတာကတော့ကျွန်တော်ကဘယ်ပါတီဝင်မှလည်းမဟုတ်ဘူးဟလားပြည်တွင်းပြည်ပဘယ်ပါတီအဖွဲ့အစည်းမှကိုစားပြုနေတယ်လို့မဟုတ်ပါဘူးဘာအစွဲလန်းနေမှလည်းမရှိပါဘူးတိုင်းပြည်မျက်နှာကိုပဲကြည့်ပြီးတော့ပြောတဲ့လားအများပြည်သူကောင်းစားရေးအတွက်ပြောတာပါအဲ့ဒီဟာကြီးတော့ပထမအစီအခံတင်ပြပါတယ်ဗျာနောက်တစ်ချက်ကတော့ဆရာမမေးတဲ့မေးခွန်းနဲ့ဒေါ်စုအနာဂတ်နိုင်ငံရေးကိုဘယ်လိုမြင်ပါသလဲဆိုတဲ့မေးခွန်းနဲ့ပတ်သက်လို့ဘယ်လိုပြောမလဲဆိုတော့ကျွန်တော်နိုင်ငံရေးက88နောက်ပိုင်းတော့ဗျာဟိုအထိပေါ့2010လောက်အထိကဒေါ်စုကိုထိန်းသိမ်းသွားတယ်ဆိုလို့ရှိရင်NLD ပါတီကြီးကလည်းတိုက်ပွဲဝင်တာမရှိပါဘူးမရှိရင်ဒီလိုပဲနေလိုက်ရင်တော့ဒေါ်စုပြန်လွတ်လာတဲ့အခါမှာနိုင်ငံရေးကပြန်ရှင်းလာတယ်အုံးထလာတယ်အဲ့ဒီသမိုင်းတွေကိုကျွန်တော်တို့ဖြတ်ခဲ့ရတယ်အခုလည်းပဲ NLD ပါတီကြီးကတော့တခုကတော့ပြည်တွင်းမှာကျန်ခဲ့တယ်တခုကတော့ပြည်ပရောက်သွားတယ်ပေါ့နော်အဲ့လိုဖြစ်နေတယ်အဲ့လိုနေအခါမှာဒီတစ်ခါထူးခြားသွားတာတော့ဗာလဲဆိုတဲ့ခါကျတော့NLD ပါတီကရွေးချယ်ခံနဲ့အမှတ်တွေကဘလို့မှနေလို့မရဘူးဘလို့မှနေလို့မရတော့နေလဲဖမ်းတယ်တောင်းချတယ်တတ်တယ်အဲ့လိုမျိုးတွေဖြစ်လာဘလို့မှနေလို့မရလို့သူတို့အပြင်ထွက်ကြလာပြီးတော့ဟလာ PDF LPDF တွေကနေပြီးမခံတော့ဒီခါတော့ငါတို့တိုက်နေဆိုပြီး GZ တွေကတိုက်လိုက်တဲ့အခါမှာဟလာ NLD ပြည်ပရောက်အမှတ်တွေကဘလို့မှမနေသားတဲ့အခါမှာ NUG ဖွဲ့ရတယ်ဖွဲ့ပြီးတော့တိုက်ပွဲဝင်ရတယ်2008ကိုဖျက်သိမ်းလိုက်ပြီးငါတို့တန်းနဲ့တိုက်မှရတော့မယ်ဆိုတဲ့လမ်းစဉ်အောက်ကိုသွားပြီးတော့တတ်တယ်မှာကြိုးပမ်းဆောင်ရွက်ခဲ့ကြတယ်ပေါ့နော်ကျွန်တော်လည်းတစ်ခင်းလေးထောက်ခံခဲ့ပါတယ်အဲ့လိုပေါ့အဲ့လိုတော့ရှိပါတယ်အဲ့ဒီလိုကနေပြီးတော့အခုခါမှာဒေါ်ဆန်းစုကြည်တော့9နှစ်တည်လုံးဝဓာတ်ပုံနိုင်ငံရေးလေးတော့မဟုတ်ဘူးခုမှမြင်ရတာဓာတ်ပုံနိုင်ငံရေးနဲ့ပဲကျွန်တော်တို့နေခဲ့ရတယ်နောက်တစ်ခုကအဲ့ဒီလိုအနေထားကနေပြီးတော့ဒေါ်စုရဲ့အနေထားကလှုပ်လာတဲ့တပြိုင်နက်ပြည်ရင်းပြည်ပအဲ့ဓာတ်ပုံနိုင်ငံရေးလေးကိုဒါတောင်မှပဲပြည်ရင်းပြည်ပတခဲနဲ့အားလဲထဟောပြလာတယ်စိတ်တက်တွေပြန်ပြန်လန်းဆန်းလာကျွန်တော်တို့ပါဘူးစိတ်တက်တွေလန်းဆန်းလာတိုက်ပွဲဝင်လို့စိတ်တွေပြင်းထန်လာအဲ့လိုအနေထားတွေပြန်ရောက်လာတယ်အဲ့တော့သူ့နိုင်ငံရေးကဟာလားခုနကပြောဘယ်လိုမြင်မိပါလဲဆိုပထမတော့အဲ့လိုအနေထားကတော့ဒါလက်ရှိဖြစ်ပေါ်နေတဲ့အနေထားကျွန်တော်မြင်လာမဟုတ်ပေါ်နေတဲ့အနေထားအဲ့ဒါအဲ့လိုဖြစ်တယ်အဲ့တော့ကောင်းပြီဒါဆိုလို့ရှိရင်ဟာလားသူ့ရဲ့ကဏ္ဍကဘာလဲဆိုတော့ပြည်တွင်းမှာငြိမ်းနေရတယ်မလှုပ်နိုင်ရတယ်ပြည်သူတွေတရက်လုံးရှိရတယ်ဒါဒေါအောင်ဆန်းစုကြည် NLD ထောက်ခံတဲ့လူတွေစစ်အာဏာရှင်တွေကိုဆန့်ကျင်တဲ့လူတွေအကုန်လုံးကငြိမ်းပြီးတော့နေတဲ့ဘဝကနေပြီးတော့လှုပ်လာတယ်သူတို့ငြိမ်းနေဆိုတော့ကြောက်လို့မဟုတ်ဘူးအခြေအနေကိုကြည့်နေရတာအဲ့လိုအခြေအနေပေးရတယ်တခါနဲ့တခဲနဲ့ပါဝဆွလို့ကြတော့ပဲပြည်သူကအိမ်မတန်တာဝန်ရှိတဲ့လူထုတက်တည်ရှိတဲ့လူထုအဲ့လိုအဲ့ဒီလူထုနဲ့ဒေါ်စုနဲ့ခေါင်းနဲ့ပန်းပဲတထားလဲကြာတာဒေါ်စုလှုပ်လိုက်တာလည်းပဲပြည်သူကြီးကလုံးဝလှုပ်လာတယ်ကဘာကြီးကလည်းလှုပ်လာတာအဲ့တော့သူ့ရဲ့နိုင်ငံကြီးကတော့အဲ့လောက်ကြီးမားတယ်သူ့ရဲ့စေတနာလည်းအလွန်မြင့်တယ်သူလည်းကျမ်းမာရေးဟာပထမရုပ်ရည်ကြည့်ရတော့သူဥပဒေရုပ်ကိုကျွန်တော်
စိတ်မကောင်းဘူးဒါပေမဲ့တဖြည်းဖြည်းတခြားစိုက်ပြီးလေ့လာလိုက်တဲ့အခါမှာသူ့ဥပဒေကတော်ကောင်းနေကျမ်းမာနေတဲ့ပုံစံပေါက်နေတော့အလွန်ဝမ်းသာတယ်အဲ့တော့ပြန်ချုပ်ပြောရမယ်ဆိုသူ့ရဲ့နိုင်ငံရေးကတော့ရှင်းသန်းနေသေးတယ်လူတူကြီးနဲ့တသားလေးရှိနေသေးတယ်ကျွန်တော်ဒီလိုမြင်ပါတယ်ဗျာ ဟုတ်ကဲ့ဆရာအဲ့တော့ဒီလိုအနေထားအောက်မှာပေါ့ဆရာစောစောကပြောသလိုလူတွေကပြန်ပြီးတော့နိုးကြားလာတယ်လူတွေကနိုင်ငံရေးတွေကလည်းပြန်ပြီးတော့နိုးကြားလာတယ်ဒါသူ့ဆိုလို့ရှိရင်ဒါဓာတ်ပုံလောက်ပဲမြင်ရတာပေါ့နော်မြင်ရတဲ့အနေထားအောက်မှာဒီလိုဖြစ်လာတယ်ပေါ့လေအဲ့တော့တချို့လဲမျှော်လင့်ကြတာရှိမှာပေါ့ဆရာရဲ့ဒေါအောင်ဆန်းစုကြည်မြန်မာနိုင်ငံရေးမှာပြန်ပြီးတော့ပါဝင်လာတော့မလားပေါ့နော်ပြန်ပြီးတော့သူလှုပ်ရှားခွင့်ရလာတော့မလားဆိုပြီးမျှော်လင့်ကြတာတွေလည်းရှိမှာပေါ့နော်ဒါပေမဲ့တစ်ဖက်မှာကြည့်လိုက်တဲ့အခါကျတော့ဒီမအလာပေါ့နော်မအလာရဲ့သဘောထားဘလို့ရှိနိုင်မယ်လို့ထင်လဲမအလာတို့အခုလိုဒေါအောင်ဆန်းစုကြည်ရဲ့ဓာတ်ပုံကိုထုတ်ရှိုးလိုက်တဲ့အနေအထားပေါ်မှာလေဗဆရာဘလို့မြင်တယ်လဲပေါ့နော်ဘလို့တီးခေါက်မိထားတာရှိတယ်လဲပေါ့မအလာတို့သဘောထားနဲ့ပတ်သက်ပြီးတော့လေဟိုတခုရှိတာမလာဒေါ်ဆန်းစုကြည်ကိုလုံးဝမစင်စားတော့ဘူးဒီတိုင်းပဲဆက်ထားလို့ရမလားဆိုတဲ့အပေါ်မှာဆက်ဆက်ပြီးတော့မလာရဲ့သဘောထားကိုတော့တင်ပြနေပါအဲ့တော့မလာရဲ့သဘောထားကတော့လုံးဝရှင်းတယ်သူပဲအုပ်ချုပ်မယ်ငါနဲ့ပြီးအုပ်ချုပ်မယ်စစ်မင်းဆက်တွေပဲတီထောင်ပါမယ်အဲ့ဒါသူတို့ရဲ့သဘောထားပဲအခုပြင်ဆင်ထားတဲ့အပြင်ဂွင်တွေကလည်းအဲ့ဒီအတိုင်းပဲပြင်ထားတာဒါသဘောတရားမဟုတ်လက်တွေမှလည်းတိုင်းပြင်ထားသဘောတရားလက်တွေတိုင်းပဲအဲ့တော့ကောင်းပြီဒါဆိုလို့ရှိရင်အဲ့လိုမင်းဆက်တွေလိုက်ပဲဆက်သွားလို့ရအောင်မှာလားဦးတန်းရွှေလောက်မောက်မာတဲ့လူရှိပြင်းထန်လေးရက်ဆက်တဲ့လူရှိခင်ညွန့်လို့တော့ဒါဆိုသူတို့ဘလို့ဒီကုန်းချုပ်ခဲ့ဟိုနေဝင်26နဲ့အုပ်ချုပ်ခဲ့ဘလို့နောက်သူ့ဒီကုန်းကဘလို့ချုပ်ခဲ့တယ်ဘိုးခင်ညွန့်ဘလို့ဒီကုန်းချုပ်ခဲ့တယ်ဦးတန်းရွှေဘလို့ဒီကုန်းချုပ်ခဲ့တယ်ဆိုတော့စစ်မင်းအလွန်ပြင်းထန်တဲ့စစ်မင်းနေရနောက်ဆုံးဘလို့ဒီကုန်းချုပ်သွားတယ်ဦးတန်းရွှေကစိတ်ချမ်းသာပါမင်းအောင်နိုင်သူထားခဲ့တဲ့စစ်မင်းဆက်မင်းအောင်နိုင်ရဲ့မအလာရဲ့လောက်ရတယ်သူစိတ်ချမ်းသာပါမလားအဲ့ဒါသူရောစိတ်ချမ်းသာပါလားဆိုတော့ပတ်သက်လို့အဲ့ဒါ question ပဲသူ့တမက်ကိုယ်တိုင်ထောင်းထဲမှာလို့နော်အဲ့တော့သူသားလေးသူ့မြေလေးအလွန်ချစ်တဲ့ဖိုးလာပြီးတော့ပြောမထွက်ခွင့်မပေးဘူးဗီဇာမပေးထွက်လို့မရအဲ့တော့သူစိတ်ချမ်းသာပါမလားအဲ့တော့ပြောချင်တာတော့ခုနကကျွန်မမေးတဲ့မေးခွန်းကိုပြန်ပြောပြရင်မအလားသဘောထားကတော့အလွန်ပြင်းထန်တယ်သူပဲသွားမယ်အကုန်ဖိနှိပ်မယ်အဲ့ဒီလိုသဘောထားရှိတယ်တီးခေါက်ရတာကောမြင်ရတာသို့တော့အဲ့လိုပဲဆက်သွားလို့ရမလားမစင်စားဘူးနဲ့ဒီတိုင်းသွားလို့ရမလားဆိုတဲ့အပိုင်းကြတဲ့ခါကျတော့အဲ့ဒီမှာတော့ big question ပဲလုံးဝမရပါဘူးဘာဖြစ်လို့လဲဆိုတော့အခုပဲကျွန်တော်တို့လက်လက်ကင်တပ်ဖွဲ့တွေပြည်တွင်းမှာဆိုရင်လည်းပဲ NUG တပ်ဖွဲ့ကြီးရှိတယ်နောက်တိကျတပ်တော်လေးတွေရှိတယ် LP တွေရှိတယ်သိန်းကနန်းရှိတယ်အကုန်လုံးပေါင်းသိန်းကနန်းအဲ့ဒါကိုထောက်ခံတဲ့လူလူကလည်းပဲလူကြီးရဲ့ကျွန်တော်ထင်တယ်90%တော့ထောက်ခံလိုက်ရတာအဲ့နဲတဲ့ AI ကြီးလို့ထို့နည်းလို့ EO တွေဟိုတုန်းက EO တွေမဟုတ်တော့ဘူးကချင်ဆိုလည်းအများကြီးလွတ်လပ်သွားပြီကယားလွတ်လပ်သွားပြီချင်းလွတ်လပ်ရခိုင်ဆိုလည်းအများကြီးလွတ်လပ်ကရင်မှာလွတ်တတ်တဲ့နေမျိုးထိန်းကြတယ်မျိုးအများကြီးရှိလာပြီအဲ့တော့ဓမ္မတွေမှာလည်းဒီလိုပဲစကိုင်းမကွေးမန္တလေးကတော့နည်းနည်းပြန်တနင်္လာပြီအဲ့အလွန်ကြီးမားတဲ့စစ်အင်အားတွေနဲ့လက်ကတိုက်ပွဲကြီးရလည်းပဲအထင်သေးကျွန်တော်တို့ချင်းပြောနေတယ်ဆိုတာကအထင်သေးရှုံချနေတာမဟုတ်ဘူးအိုးအောင်မြင်ခြင်းလို့လားမြန်အောင်ခြင်းနဲ့မြန်လွတ်မြောက်ခြင်းနဲ့စိတ်နေတာပြောနေတာကျွန်တော်တို့ရဲ့ဒီဘက်ကအဖွဲ့ကြီးရဲ့ဒီမိုကရေစီအင်အားစုရဲ့တပ်တော်ကြီးအနေနဲ့အလွန်ကြီးမားတယ်အလွန်အောင်မြင်မှုတွေလည်းရှိနေတယ်ရှိအလားလာတယ်အမှန်ကောင်းတယ်အဲ့ဒီလိုအနေထားကြီးမှာအခုဒေါ်စုရောတခါထွက်လာတဲ့ခါမှာဒေါ်စုဆိုတာကလှိုင်းလုံးကြီးတက်လာလို့သူရိုက်ချလိုက်ရင်အကုန်လုံးလို့ဆိုအမိုက်တွေပါလေအကုန်လို့ဆင်သွားမှာအဲ့လိုအနေထားမျိုးရှိတယ်အဲ့ဒါဘာနဲ့သူကဒါပြင်ကောင်းပြီဒေါ်စုကလက်ကင်တိုက်ကြီးကိုကင်ထားတော့ဆိုဒေါ်စုကဘယ်တော့မှလက်ကင်တိုက်ကြီးကိုကင်မထားခဲ့ဘူးသူ့ရဲ့အကြမ်းမဖက်ရေးဝါဒသူ့ရဲ့ပြင်းထန်တဲ့စိတ်ဓာတ်တိုင်းပြည်မှာချစ်တဲ့စိတ်ဘူချုပ်သမီးဆိုတဲ့ဂုံအဲ့ဒီဂုံလေးကြောင့်သူကအလုံကြီးမားတဲ့ဒုတယ်ကြီးဖြစ်တယ်တော့အဲ့ဒီအားကြီးကိုခြံထားခဲ့တာ9နှစ်ရှိပြီအဲ့လို9နှစ်ခြံထားတဲ့ကာလတွေကိုပြန်ပြီးတော့သုံးသပ်လိုက်မယ်ဆိုရင်အဲ့ခြံထားခဲ့တဲ့လူကဘလောက်အောင်မြင်တယ်လဲဆိုတဲ့အခါကျတော့အတုအယောင်ရွေးကောက်ပွဲပဲသူလုပ်နေတယ်ကဘာကြီးကအသိမှပြုတ်ပါဘူးနော်အေးစီယာကတော့အသိမှပြုတ်ပါဘူးဥရောပအသိမှပြုတ်ပါဘူးအမေရိကန်အသိမှပြုတ်ပါဘူးနော်ဩစတြေးလျနယူးဇီလန်အသိမှပြုတ်ပါဘူးဂျပန်အသိမှပြုတ်ပါဘူးလက်တဆုပ်စာလေး very handful
နည်းနည်းလက်ချိုးရလိုက်နည်းနည်းလေးပဲအသိမှပြုတယ်ဆိုတော့အဲ့ဒါသူ့ရဲ့အောင်မြင်မှုမအောင်မြင်မှုပြပကိုတိုက်တာလို့ရတယ်နောက်တစ်ခါဒေါ်စုနဲ့ပတ်သက်လို့ပြပနိုင်ငံကြီးတွေဖြစ်တဲ့တရုတ်အိန္ဒိယလည်းပါနော်တရုတ်အိန္ဒိယဥရောပနော်ဩစတြေးလျဂျပန်နယူးဇီလန်နော်အာဆီယံနိုင်ငံတွေရဲ့သုံးပုံနှစ်ပုံအဲ့ဒီနိုင်ငံတွေကကြီးမားစွာသောဒေါ်စုအပေါ်မှာမေတ္တာထားတယ်တိတိလင်းလင်းပြင်းပြင်းထန်ထန်ပြောတယ်ဒေါ်စုနဲ့ပတ်သက်လို့ဘယ်လိုရှိသလဲတွတ်ပြပါအဲ့လိုကိုတိတိလင်းလင်းပုံပွင့်လင်းလင်းပြောတဲ့အဆင့်နဲ့ရောက်လာပြီအဲ့ဒါနဲတဲ့လှိုင်းလုံးကြီးမဟုတ်ဘူးအဲ့ဒါပြပနိုင်ငံတွေရဲ့ဟောအဲ့ဒါမိတ်ကလုပ်လို့မရဘူးနော်အဲ့နောက်တစ်ခါပြည်တွင်းလူကြီးတရားလုံးကားလည်းပဲကြိတ်မိတ်ခံနေတာကြိတ်မိတ်ပြီးတော့အငတ်ခံနေအသေးခံနေဟလာပညာရေးတွေပြည့်တယ်ကျမ်းမာရေးတွေပြည့်တယ်ကြိတ်မိတ်ခံနေတဲ့အဲ့ဒီခံစစ်ကြီးအလုံးကြီးကအကြီးပဲအခုအခါမသိသေးလို့ဒါမထုတ်ပေါ်သေးတာအဲ့တော့အဲ့ဒီအခြေအနေတွေအောက်မှာဟလာဒီဘက်မှာလည်းကိုယ်စင်းလုံးတွေတက်နော်အဲ့ဒါပြီးကိုယ်စင်းလုံးတွေကတက်စစ်မှုသားတွေအတင်းဆွဲဟလာဟိုတော့တိတိကျဆရာတော်ဘုရားကြီးဟိုတော်ဝင်ဓမ္မတွေမှာဟောသွားတဲ့အထက်မှာဆရာတော်ကြီးကဘယ်လိုစိတ်ကူးလဲတော့မသိဘူးအခုအဲ့ဒီတရားကိုပဲလှိုက်ဟောနေတာသွားတွေ့တယ်ဘလူးလူတွေဆက်ရတာမင်းကသူ့အသေးမခံနိုင်တော့သူ့ကိုမိတော့ငါမဆက်ပါနဲ့ဟလာဟိုငါတရားပို့ပေးပါမယ်ဆိုပြီးတော့အဲ့လိုမျိုးဘေးကလွတ်ပြီးတော့အဲ့လိုတရားတွေကိုအထိုးကျွေးနေတဲ့တရားကိုဆရာတော်ကလိုက်ဟောနေတယ်ဒါပေါ်လေအဲ့တော့ပြောချင်တာကတော့နေစစ်မှုတန်းဥပဒေရအဲ့ဒီပုံစံပဲနော်ထိုးကျွေးနေတဲ့နေ့တရားမဟုတ်ဘူးဟလာတနေ့ကိုဟလာထောင်နဲ့ချီပြီးထိုးကျွေးနေသူမသေးပြီးရောအဲ့လိုအနေထားကြီးအောက်မှာဘယ်လိုနည်းနဲ့မှဟလာပညာရေးကျောင်းမှာရလုံးဝသုံးစားလို့မရဘူးအဲ့လိုအများကြီးပါပြောရင်တော့အဲ့ဒီအောက်မှာသူဘယ်လိုနည်းနဲ့မှဆက်သွားလို့မရဘူးအဲ့တော့ဒါမှမြင်ကောင်းပြီဒါဆိုရင်ဘယ်လိုပဲထွက်လန်းရှိတယ်ဆိုတဲ့အခါကျတော့ခုနဟာပဲဒေါ်စုကိုထားခဲ့ဖို့တော့မစဉ်းစားနေတော့မရတော့ဘူးအဲ့ဒီဒေါ်စုရှိမှပဲဒီပြဿနာကိုဖြေရှင်းနိုင်တော့မယ်ဘယ်လိုဖြေရှင်းနိုင်လဲဆိုတော့ငြိမ်းချမ်းရေးတိုင်းပြည်တိုးတက်ရေးခုနကပြောလို့ဘလူးလက်ကိုဆက်တာနေတဲ့အဲ့ဒီဟာတွေကိုလုပ်ပြီးဖြစ်အောင်လုပ်ပြီးလို့ရမယ်အဲ့ဒါဒေါ်စုမှတပါလုပ်ပြီးလို့မရတော့ဘူးတော့ဒေါ်စုကိုခြံလက်ပြီးတော့သွားမယ်ဆိုလို့ကတော့အဲ့ဒါလုံးဝအောင်မြင်စရာမရှိပါဘူးပြည်တွင်းပြည်ပတစ်ခဲနဲ့က PR တွေကြောင့်မလို့တိုင်းပြည်လည်းပဲလားမဟာလာလည်းပဲတဖြည်းဖြည်းချင်းသူအကျဉ်းချက်ကြောင်နဲ့ရောက်သွားလိမ့်မယ်အဲ့လိုကျွန်တော်တွေးမြင်ရပါလေဗျာဟုတ်ကဲ့ဆရာအဲ့တော့ကျွန်မပြီးခဲ့တဲ့ရက်ပိုင်းကတော့သတင်းတစ်ခုတက်လာတာတွေ့လိုက်ပါတယ်အဲ့ဒါကဘာလဲဆိုတော့2018ခုနှစ်မှာတဲ့ကြားပြတ်ရွေးကောက်ပွဲလုပ်မယ်ဆိုတာမျိုးကြီးလည်းကြားရတယ်ပေါ့လေဆိုတော့ဒီသတင်းထွက်လာတဲ့ပတ်သက်ပြီးတော့ဆရာဘယ်လိုအမြင်ရှိသလဲရှင်သူကတော့လုံထုံးလုံးကြီးအရာတော့ကြားပြတ်ရွေးကောက်ပွဲဆိုတာရွေးကောက်ပွဲတွေဆိုရင်ရှိပါတယ်သူဥစ္စာတော့တရားမြတ်တဲ့ရွေးကောက်ပွဲမဟုတ်လို့လူတွေစိတ်လက်ဝင်စားပါဘူးနော်စိတ်လက်ဝင်စားတော့ကျွန်တော်တို့ကလာလုံထုံးလုံးကြီးအရာမူရလာပြောနေကြတာပါကြားပြတ်ရွေးကောက်ပွဲဆိုတော့သူတို့လုပ်ချင်တဲ့လူတွေနဲ့သူတို့ဒီတစ်ခါမှာသူတို့ကြံထားတဲ့လူတွေသူတို့မနည်းနည်းချမ်းညက်တဲ့သူတို့လူတွေနော်သူတို့လူတွေပဲအဲ့လူတွေဆိုတဲ့နေရာမှာလဲခုနပြောလို့ပေါ့ဗျာပါတီလိုင်းကသူတို့ထောက်ခံတဲ့ပါတီလိုင်းကလူတွေများနည်းနည်းလေးများနိုင်အောင်များသူတို့ဘက်ကရှော့ပေးမလားဒါမှမဟုတ်သူတို့မှာဝေစုမတဲ့လို့နော်ကျန်းနေတဲ့လူတွေကိုအဲ့လူတွေများထပ်ထည့်ပေးမလားအဲ့ဒီတည်းမပို့ပါဘူးနော်အဲ့ဒီတည်းမပို့ပါဘူးဟုတ်ကဲ့ဆရာဟုတ်ကဲ့အဲ့တော့ပေါ့နော်ဒီတချို့ကတော့ဒါဆရာပြောတယ်ပေါ့အခုနိုင်ငံတကာရဲ့ PR တွေတော်တော်လေးရင်ဆိုင်နေရတယ်ပေါ့နော်အဓိကအဖြစ်ပြောချင်တာတော့နောက်ပြီးတော့ဥမာအာဆီယံမှာဆိုလို့ရှိရင်လူရဝင်ချင်တာပေါ့ဆရာအာဆီယံတစ်ဖွဲ့လုံးအနေနဲ့သူ့ကိုဖိတ်ကြားတာလုံးဝမခံတဲ့ခါကျတော့သူကတော့အခုချိန်မှာ bilateral ပေါ့နော်လာအိုကိုသွားလိုက်ထိုင်းကိုသွားလိုက်အဲ့လိုပုံစံမျိုးနဲ့လိုက်ပြီးတော့ဆက်ဆံနေတာမျိုးတွေရှိတယ်ပေါ့အခုလဲဒီဒါလူထုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ကို ICRC နဲ့ပေးတွေ့လိုက်တယ်ဆိုတာကထိုင်းမသွားခင်မှာပေါ့နော်ဟန်လုတ်ပြီးတော့ပေါ့နော်ထုတ်ချိုးယုံလေးပဲပြီးလို့ရှိရင်လည်းဒါပြန်သိမ်းသွားနိုင်တယ်ဆိုတာမျိုးသုံးသပ်နေကြရှိတယ်ပေါ့လေဆရာတော်နဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်တယ်လဲအဲ့ဒီအမြင်ကတရားလုံးမှန်တယ်လို့ကျွန်တော်မြင်ပါတယ်ကျွန်တော်လည်းအဲ့တိုင်းပြင်ပါတယ်ဟုတ်ကဲ့ဘာဖြစ်လို့လဲဆိုတော့ထိုင်းကဘယ်လိုသူ့ကိုလည်းမျက်နှာကြည့်တယ်သူကလည်းဘယ်လိုမျက်နှာနဲ့ကြည့်တယ်အဲ့ဒေါ်စားစုကြီးကိုနဲ့ပတ်သက်လို့ရက်တီပြီးတဲ့အထဲမှာထိုင်းနဲ့ပါတယ်လေထိုင်းနဲ့ပါတယ်အဲ့ဒီလူကိုမျက်နှာကိုသူဘယ်လိုကြည့်လဲတစ်ချက်ပေါ့နော်ထိုင်းမှာမမာတွေအများကြီး9 တန်းကျော်တယ်နော်အများကြီးအဲ့မျက်နှာကိုထိုင်းဆိုဟာဘယ်လိုရင်ဆိုင်နေဘယ်လိုကြည့်မလဲအဲ့လိုမျိုးရှိတယ်နောက်သူကတော့အဲ့လူ9 တန်းရဲ့မျက်နှာကိုဘယ်လိုကြည့်မလဲ
အဲ့လိုဟာမျိုးရှိတယ်အဲ့တော့ထိုင်းနဲ့မြန်မာနဲ့ဆိုတာဥရုံခွာတော့မယ်ကျွန်တော်တို့ကစစ်ဖြစ်လိုက်တဲလိုက်ပေါင်းလိုက်အဲ့လိုပေါ့ဒါမှထိုင်းကစစ်အာဏာသိမ်းမှုလည်းအကျဉ်းကြီးပဲဒါမှထိုင်းကဘာလို့မပြည့်စည်တယ်တိုးတက်တယ်ဆိုတော့ထိုင်းက structure တွေကိုဖျက်မပြစ်ဘူး structure တွေကိုဖျက်မပြစ်ဘူးတရားရေးကိုဖျက်မပြစ်ဘူးကုန်သွယ်ရေးတွေဖျက်မပြစ်ဘူးကုမ္ပဏီတွေဖျက်မပြစ်ဘူးဟလာအဲ့လိုပဲစစ်တပ်ကိုလည်းပဲဟလာငါကြိုက်တဲ့လူပဲလုပ်မယ်ကြံတဲ့ကောင်လေးအဲ့လိုမဟုတ်ဘူးထိုင်းကအဲ့ structure တွေဖျက်မပြစ်ဘူးအုပ်ချုပ်မှုခေါင်းဆောင်မှာပဲစစ်အာဏာစစ်ဗိုလ်ချုပ်ပဲပြောင်းတာအဲ့ဒီမှာဗမာပြည်နဲ့လုံးဝကွာသွားဗမာပြည်ကအားလုံးလုံးဝအကုန်လုံးဖျက်ဆီးပြီးတော့အကုန်လုံးဟလာဘုံနေဝင်းလောက်သွားတာအဲ့ဒီကနေစလိုက်တာဒီနေ့ထိဟလာဗမာလူလူကပြောပိုင်ခွင့်ဆိုပိုင်ခွင့်ဟလာနောက်ဆုံးအာဏာအသိဉာဏ်သိမ်းုံနေမကဘူးငါတို့စစ်တပ်ပဲလူရဝင်နေစစ်တပ်ပဲလူထင်တယ်ကျန်တဲ့လူမထင်ဘူးဆိုတဲ့ဝါဒကြီးကမြန်မာစစ်တပ်ကိုရောက်သွားတာအဲ့တော့ထိုင်းစစ်တပ်နဲ့မြန်မာစစ်တပ်နဲ့မတူတဲ့အခါမှာထိုင်းစစ်တပ်ရဲ့ရက်တီချက်ကလည်းပဲထိုင်းစစ်တပ်အနေနဲ့ရက်နေတာမဟုတ်ဘူးထိုင်းအစိုးရအနေနဲ့ရက်နေတာထိုင်းအစိုးရလူရုပ်ခဲ့တော့ elected government ဖြစ်တယ်ထိုင်းကအဲ့တော့မလို့ဒီလို elected government တယောက်ကိုစစ်ဗိုလ်ချုပ်တယောက်ကရင်ဆိုင်တဲ့နေရာမှာစစ်ဗိုလ်ချင်းရင်ဆိုင်တဲ့ပုံစံမျိုးတွေတော့မရဘူးလေအဲ့လိုရင်ဆိုင်ဘိုးလဲဟိုကလည်းမခံဘူးဒါကြောင့်မလို့အရသာအစိုးရကိုရင်ဆိုင်ရမယ်လူတယောက်နေဒီသူလိုအပ်တဲ့တာဏမန်ကြီးပြင်ဆင်မှုတွေလုပ်ရတယ်အဲ့ဒီလိုပြင်ဆင်တဲ့အခါမှာဒေါ်ဆန်းစုကြည်ကို SCRC နဲ့ပြေတွေ့လိုက်ခြင်းအဖြစ်တတိလျှော့ပေးတဲ့သဘောမျိုးဆန်တယ်သို့တော့လူအများစုချင်းချင်းပြောတော့ဗျာ98%ရာခိုင်နှုန်းကပြောနေစကားရှိတယ်ဒေါ်ဆန်းစုကြည်ကိုအဲ့လိုလှုပ်ပေးလိုက်အဲ့လိုတွေ့ခွင့်ပေးတာနဲ့တော့တိတ်တော့ပိုးမတွက်ကြနဲ့အဲ့ဒါတွေကဟန်ပြပဲဓာတ်ပုံနိုင်ငံကြီးပဲလို့ပြောနေစကားလည်းအမှန်ပဲဗျာအဲ့ဆရာမကြီးအဲ့လိုကျွန်တော်တင်ပြကြပါလေဗျာဟုတ်ကဲ့ဆရာအဲ့တော့ဟုတ်ပါပြီထားပါတော့စစုံကပြောသလိုမြန်မာနိုင်ငံရဲ့အခုနိုင်ငံရေးအခြေအနေကလည်းမကောင်းဘူးစစ်ပွဲတွေကလည်းပြက်နေတိုင်းပြည်စီးပွားရေးကလည်းအရန်ကိုချွတ်ချုံကျနေတဲ့အနေအထားအောက်မှာတကယ်လို့ဟုတ်ပြီဆုံးကဒေါအောင်ဆန်းစုကြည်ရဲ့အခမ်းကဏ္ဍကိုအတိမတ်ပြုပြီးတော့ဒေါအောင်ဆန်းစုကြည်ကိုနိုင်ငံရေးထဲမှာပါဝင်ခွင့်ပြုတယ်ဆိုလို့ရှိရင်တော့မြန်မာနိုင်ငံရဲ့အနေအထားက2012တုန်းကလို့အခင်းအကျင်းမျိုးပြန်ဖြစ်နိုင်ပါမလားဆရာဆရာမကြီးအဲ့မှာတော့ဘယ်လိုပြောမလဲကျွန်တော်တို့အဲ့လိုဖြစ်စေချင်တယ်ဗျာဖြစ်စေချင်တယ်မျောလင်းချင်တယ်ပေါ့သို့တော့မျောလင်းလို့မရဘူးအုပ်ချုပ်တဲ့လူကစစ်အာဏာရှင်တွေမှာအလွန်အရက်ဆက်ဆုံးလူဖြစ်တယ်ဘာလို့မှသူအလွန် greedy ဖြစ်တယ်တော့သူပဲအုပ်ချုပ်သွားမယ်သူပြောရင်ဦးတန်းရွှေတို့လက်ထက်တုန်းကတောင်မှပဲ2008ကိုဆွဲပြီးပြတ်အပ်သွားသေးတာပဲနော်သူကအဲ့လိုလုံးဝစိတ်မရှိအဲ့ဒါမလို့2012လို့ဖြစ်လာဖို့ဆိုတာကဦးသိန်းစိန်ကလာချော့ပြီးခဲ့ဦးသိန်းစိန်လက်ထက်မှာဗျာကျွန်တော်တို့နိုင်ငံ၄-၅နိုင်ငံအောင်သွားတယ်အဲ့ဒီဗီဇာတွေလွတ်တတ်တယ်ပြောရွှင်နေ1500တယ်လီဖုန်းတွေလည်းကိုင်ရတယ်တခါလေကုန်စည်နှုန်းတွေလည်းကြပညာရေးကျန်းမာရေးတွေတိုးတက်ဆရာမရဲ့ civil society တွေဆိုတော့ပြောနေတယ်ဗျာခါမြန်မာပြည်မှာတိုးတက်လိုက်တာဆိုတာကျွန်တော်တို့ဆိုတဲ့ဆရာမတို့ DPP ကိုမကြာခဏထွက်ပြောဝင်ဆိုဝင်ရတယ် RFA ပြောဒီကိုပြောကျွန်တော်တို့ဆိုတဲ့ဗျာလွတ်လပ်လိုက်တာဦးသိန်းစိန်လည်းမှာအများကြီးလျှော့ပြီးခဲ့တာအဲ့ဒေါ်ဆန်းစုကြည်လည်းပြောဘာလို့ဒေါ်ဆန်းစုကြည်ကတကြီးကြတော့ကြီးပဲအားလုံးကိုကဘာကြီးကပိတ်ဆို့ထားတာဟလားပိတ်ဆို့ထားတဲ့အခါဦးသိန်းစိန်နဲ့ဦးတန်းရွှေကပြောင်းပြီးဖွင့်ဖို့လုပ်တဲ့အခါမှာဦးသိန်းစိန်ကဒေါ်ဆန်းစုကြည်မပါလို့တော့မဖြစ်ဘူးဆိုပြီးတော့သူကဒေါ်ဆန်းစုကြည်ကိုတွေ့တာပဲခေါ်တွေ့တာဒေါ်စုကိုလူဒီပြောခေါ်တယ်တွေ့တယ်ပြီးတော့ကဲခင်ဗျားကိုကျွန်တော်ဟိုက်လို့ရေကောက်ပွဲလို့ဝင်ပြုမယ်ခင်ဗျားလည်းဒီလိုလုပ်မှာနှစ်ယောက်သဘောတူပြီးတော့ဒေါ်ဆန်းစုကြည်ကိုနိုင်ငံရေးတွေကိုပြန်ဖွင့်ပေးတာဗျပြန်ဖွင့်ပေးတာဦးသိန်းစိန်ကိုယ်တိုင်ပြန်ဖွင့်ပေးတာနောက်ဦးသိန်းဆိုလည်းအမေရိကလည်းခေါ်အဲ့လိုရလည်းကမ္ဘာမှာမျက်နှာပို့လိုက်တာဗျာတခါတည်းပို့လိုက်ပြီးတော့နိုဘယ်ဆုတော်မှာပဲသူ listed လုပ်ခံရတယ်ဗျအဲ့လောက်ထိဖြစ်သွားတယ်ဆိုတော့နည်းတဲ့အစင်လာဗျာစစ်ဗိုလ်တယောက်ကိုနိုဘယ်ဆုထဲမှာတောင်မှပဲရထားတဲ့အစင်လောက်ထိရောက်လာတယ်ဆိုတော့နည်းတဲ့အစင်ကိုအဲ့ဒီအစင်ကိုရဖို့ဆိုတော့မင်းအောင်လည်းနိုဘယ်လည်းမလို့ဘူးဘာမှလို့ရမှာလည်းမဟုတ်ဘူး तू ကဘာ तू ရနေရတော့လူသားမျိုးနွယ်မှာဟလာတပ်ဖြတ်မှုရဲ့ခေါင်းဆောင်ပေါ့ဗျာအဲ့လို ICJ ရဲ့နော် ICC ရဲ့ဝရမ်းထုတ်ခံရတဲ့ခေါင်းဆောင်တွေဟိုနိုဘယ်ဆုရမယ်ခေါင်းဆောင်တွေ ICC ရဲ့ဝရမ်းထုတ်ပြီးတော့ဟလာအရေးယူမယ်ခေါင်းဆောင်တွေကတော့မတူဘူးအဲ့လိုခေါင်းဆောင်ကလည်းပဲအဲ့လိုဖွင့်ပေးရမှာမဟုတ်ဘူးဒါမှ2012လို့ဟာမျိုးတော့မျောလင်းလို့မရဘူးမျောလင်းခြင်းပြီးမယ်သို့တော်လည်းနေလို့တော့မရဘူး
အဲ့လိုဖွင့်မပေးလို့တော့မရဘူးဥသိမ်းစင်နမူနာရှိခဲ့လို့တိုင်းပြည်သားအဝါပြောခဲ့တာသူလှည့်လူရှိလို့မရဘူးဒါတကယ်အရှိတရားကြီးပဲလေအဲ့လိုလှည့်လူရှိမယ်ဆိုရင်သူ့ရဲ့အနာဂတ်ကတိတ်ကြမှာမဟုတ်ဘူးတိတ်ကြမှာမဟုတ်သူထင်းနေတယ်လို့တိတ်ကြမှာမဟုတ်ပြည်သူတရားလုံးကလည်းတီးခံမှုအတိုင်းတာထိတာတီးခံနေကြတာလေအခုသိမခံနေတဲ့လူငယ်တွေကတော့ခြေဆက်တွေကတော့တိုက်ပြီးတော့တိုက်ကြပြီပေါ့နော်ကျွန်တော်လူကြီးတွေကတော့တင်း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 နဲ့ပြောရဆိုကြနေကြထိုင်ကြတာဟိုဒါကြောင့်2012လို့သူ့အနေနဲ့ကတော့လုံးဝဖွင့်ပေးလို့ရွယ်မရှိဘူးဥသိမ်းကျွန်တော်ဖွင့်ပေးလို့ဒေါက်ဆန်းစုရဲ့နိုင်ငံရေးနယ်ပယ်ကိုပြောင်းဝင်လာခဲ့တာပြောင်းဝင်လာနိုင်တာပေါ့အပြသူလည်းအကျိုးရှိတယ်ဒါမှမဟုတ်ခုလူကအဲ့လောက်ကြီးလည်းအမျှော်မရှိမှမထင်ဘူးအဲ့လောက်လည်းပဲစတည်ရှိမယ်လို့မထင်ဘူးသို့တော့ဒီတိုင်းလည်းနေလို့မရဘူးဆိုတာတော့တေချာတယ်အဲ့ဒီလိုလည်းပဲကျွန်တော်မြင်မိပါတယ်ဗျာဟုတ်ကဲ့ဆရာအဲ့တော့ဆိုလိုတာကဆရာဒီတိုင်းလဲနေလို့မရဘူးပေါ့နော်ဒေါအောင်ဆန်းစုကြည်ကိုလည်းလွတ်မပေးခြင်းမူဒါပေမဲ့ဘယ်လိုပြောမလဲဒီတိုင်းဆက်သွားဖို့ကလည်းမဖြစ်နိုင်ဘူးဆိုတဲ့အနေထားအောင်မှာသူတို့နိုင်ငံရေးအရာကစားတာတွေတော့အများကြီးလှုပ်လာနိုင်တာပေါ့နော်ဆရာရဲ့ဆိုတော့ဒီလိုမျိုးနိုင်ငံရေးအရာကစားတာတွေဟလာကျောထောင်နောက်တရုတ်ကကျောထောင်နောက်ခံပေးထားတဲ့အနေထားလည်းရှိမယ်ပေါ့ထိုင်းနဲ့သဘောတူထားတဲ့အပိုင်းတွေလည်းရှိကောင်းရှိလိမ့်မယ်ပေါ့နော်ဒါကျမတို့အတွင်းကြတော့ကျမတို့မသိနိုင်ဘူးပေါ့ဆိုတော့ဒီလိုအနေထားတွေအောက်မှာတစုံတရာဟာလာဒီအကွက်တွေရွှေ့လာပြီးနိုင်ငံရေးအရာကစားလာပြီးဆိုလို့ရှိရင်ဒီ NUG တို့ CRPH တို့အခုအစယူဖွဲ့စည်းထားတဲ့ SCEF တို့ရဲ့အခန်းကဏ္ဍကရောဘယ်လိုရှိလာနိုင်တယ်လဲဆရာသူတို့ကလည်းလိုအပ်ချက်ကြသူတို့ဖွဲ့ခဲ့တာပဲမဟာမျိုးဝါမြောက်ဖွဲ့ခဲ့အဲ့ဒီဟာတွေကတော့အချင်းကြီးဖြစ်သွားစရာမရှိဘူးသူတို့ကတော့သူတို့လုပ်ကိုသူတို့ဆက်လုပ်သွားမှာပဲအဲ့တော့ခုနပြောလို့ပေါ့ဒေါ်စုဆိုတာကတော့ခုနပြောလို့ပေါ့ဗျာအင်အားကြီးပေါ့နော်ပုဂ္ဂိုလ်ရဲ့ဗိုလ်ချုပ်သမီးလေဗိုလ်ချုပ်သမီးဆိုတာအများဖြစ်ချင်တိုင်းဖြစ်လို့ရတာမဟုတ်ဘူးအဲ့ဒီဂုံမုတ်ကြီးကိုအဲ့ဒီဗိုလ်ချုပ်သမီးဆိုတဲ့ဂုံမုတ်ကြီးကြောင့်မတိုးရမထီရတာတစ်ခါကလည်းစစ်တပ်ကဗိုလ်ချုပ်သမီးလေဗိုလ်ချုပ်သမီးလေဒီနေ့အလေးမပြူပဲနေလို့မရဘူးလေနောက်ပြည်သူတရားလုံးကလည်းဗိုလ်ချုပ်သမီးလေဗိုလ်ချုပ်သမီးလေဗိုလ်ချုပ်သမီးလေနဲ့ဒီလိုချစ်ကြတာဟာတော့ဝိုင်းအောင်တိုးကြည့်ရဟိုအညာဘက်ခီးဆိုတော့အမလီဗိုလ်ချုပ်သမီးလေးကိုမြင်လိုက်တာအမလီဒါတော့ကြီးလာပြီလားအသက်ကြီးရလူတွေကဆိုတော့လုံခဲ့88တုန်းကပေါ့လေအဲ့လောက်ချစ်ကြတာဗိုလ်ချုပ်သမီးတွေနောက်ပိုင်းသူ့ရဲ့လုံကြီးကိုင်းရင်စိတ်ထက်တွေကလည်းဗိုလ်ချုပ်သမီးပြီးသားဆိုတာအဲ့ဒီပေါ်မှာထားတဲ့အခါကျတော့အပြောစရာလို့တော့ဒေါအောင်ဆန်းစုကြည်ရဲ့အရေးရှင်စိတ်ဓာတ်စေတနာဗိုလ်ချုပ်သမီးဆိုတဲ့ဂုံနဲ့ပေါင်းလိုက်တဲ့အခါကျတော့အလွန်ကြီးမြတ်သွားတာအဲ့လိုအနေထားမှာ NUG တို့ CRPH တို့ဘာတို့ဟလားအဲ့ဒါတွေကလည်းပဲဗျာဘယ်လိုပြောရမလဲတော့လှိုင်းကြီးလိုပဲတစ်ချက်လောက်ခတ်လိုက်ရင်ပဲအဲ့ဒါတွေကတော့ဒေါ်စုတော်ပါတော့မှာနော်ဒေါ်စုတော်မှာလှိုင်းကြီးပါပဲနော်ဒေါ်စုတော်အဲ့ဒီဟာတွေနောက်တစ်ခုကဘာလဲဆိုတော့SCEF ဆိုတာလည်းပဲဟလားဒီလောက်အနေထားကြီးမှာဒေါ်စုကိုဆက်ကျင်တဲ့ policy တွေချမှတ်မယ်မထင်ပါဘူးချမှတ်လို့လည်းပဲစစ်အာဏာရှင်ဖြုတ်ချရေးမှာအထောက်အကူပြုမယ်မထင်ပါဘူးနော်အဲ့တော့ဘယ်လိုပြောမလဲဆိုတော့ FCEFN တွေကတော့သူတို့အလုပ်သူတို့ဆက်လုပ်ကြပါအဲ့လိုဘာလို့ကျွန်တော်ကဒါကိုခံထင်မြင်လဲဆိုတော့စစ်တပ်ဆိုတာအသိတော့မယုံပါဘူးအစင်ဆက်ကတော့ဂရိလည်းမတည်ဘူးဒါကျွန်တော်ဖြတ်တန်းခဲ့တဲ့အတွေ့အကြုံတော့ကျွန်တော်အခုဩဂုတ်လ9ရက်ဆိုရင်ကျွန်တော်82နှစ်ပြည့်ပါပြီတော့သူနဲ့ကျွန်တော်လည်းအသက်အတူတူပါပဲနော်ဖြစ်ပါပြီကျွန်တော်တွေ့ကြုံရတဲ့အတွေ့အကြုံလေးနဲ့တောင်ပါပဲစစ်တပ်ကဂရိမတည်ဘူးအဲ့လိုဂရိမတည်ဘူးလက်နဲ့အားကိုးတယ်အဲ့လိုအကျဉ်းကြီးလည်းပဲဂရိတွေဖြစ်တယ်အဲ့လိုစစ်တပ်မျိုးနဲ့ဆက်ဆံတဲ့အခါမှာ SCEF လို့အဖွဲ့မျိုးပါရှိကိုရှိနေရတယ်အဲ့ဒါနဲ့ကျွန်တော်တို့ပြန်ပြီးတော့အင်အားပြုညာထိန်းကြည့်ရလိမ့်မယ်အဲ့ SCEF တဲ့ဘလုံးလုံးသေးဘူးတိကျတက်တွေရှိတယ်တက်တော်တွေရှိတယ် LPDF ပဲရှိတယ်သူတို့အားကိုလည်း SCEF တဲ့ပေါအောင်သူတို့နဲ့ပေါအောင်ပိုးလောက်အောင်မယ်ပိုးတော်လောက်အောင်မယ်အဲ့လိုဆိုမှသာလေကျွန်တော် balance of power ပြောတဲ့အခါမှာအဲ့ဒါဒေါ်စုကိုလည်းထောက်ခံရရောက်မယ်အဲ့လိုကျွန်တော်မြင်ပါတယ်ဗျာဟုတ်ကဲ့ဆရာဟုတ်ကဲ့အဲ့တော့ကျမဒီကုန်းချုပ်မေးချင်တာကလေအခုဖြစ်လာနေတဲ့အခင်းကျင်းတွေပေါ့ဆရာရဲ့အခင်းကျင်းတွေအတွက်ဒီတော်လှန်ရေးအင်အားစုတွေဘက်ကရောပေါ့နော်ဘာတွေကိုပြင်ဆင်ထားတင်တယ်လဲပေါ့ဆရာအဲ့ဒါလေးဆွေးနွေးပေးပါလားဘာတွေပြင်ဆင်ထားတယ်လဲဆိုတဲ့အခါကျတော့အမှန်ကောင်းတဲ့မေးခွန်းပါပဲဒါတိုင်းပြည်ကလည်းဒီမီဒီယာကိုမျောလင့်နေကြမှာဘယ်လိုလုပ်ရမှာလဲသူသိချင်နေကြမှာအဲ့တော့ခုနပြောလို့
ထိုင်းကိုသွားတဲ့အခါမှာလူတွေကသိမမျောလင်းတယ်လို့ပြောသလိုဓာတ်ပုံနိုင်ငံကြီးပေါ်မှာလဲဒေါ်စုနဲ့ဓာတ်ပုံနိုင်ငံကြီးထုတ်ပြလိုက်လို့ခင်ဗျားတို့မျောလင်းမနေကြနဲ့ဆိုတာ98ရာခိုင်နှုန်းရှိတယ်မျောလင်းမနေကြနဲ့အဲ့ဓာတ်ပုံနိုင်ငံကြီးပဲတော့ဆိုတော့အဲ့လိုဟာမျိုးမျောလင်းမနေကြနဲ့ဆိုအဲ့ဒီဓာတ်ပုံနိုင်ငံကြီးကိုမျောလင်းနေတယ်လို့ပြောတာလေဟိုအကြီးတစ်ခုလုံးကိုနိုင်ငံကြီးမမျောလင်းလို့ပြောတာမဟုတ်ဒေါ်စုနိုင်ငံမျောလင်းပြောတာအဲ့တော့ပြောချင်တာဒေါ်စုနိုင်ငံကြီးကတော့တက်လာမှာလာမှာပဲတိုင်းလာမှာပဲဘလို့နည်းနဲ့မှဒေါ်စုကိုနောက်ဆုံးမလွတ်လို့မရဘူးလွတ်ရမယ်လွတ်ပြီးတဲ့အခါမှာနိုင်ငံရေးပါဝင်ခွင့်ပေးမယ်ဆိုတဲ့အပိုင်းမှာတော့ဟလာပြည်သူတရားလုံးရဲ့ဟလာ PR ပြည်ပရဲ့ PR နော် SCEF တို့အဖွဲ့တွေက PR တွေနဲ့ပေါင်းစပ်မှသာလေဒေါ်စုကနိုင်ငံရေးတွေကိုသူကပြောင်းဝင်ပြုမှာနောက်လို့ဆိုရှင်သူကဒေါ်စုကိုမပါဘဲနဲ့ဒေါ်စုမပါတော့နိုင်ငံရေးသွားတင်တာဒါမလို့အဲ့လိုသွားမရအောင်လုပ်ရမှာဒုက္ခလည်းပဲအဲ့ဒီခါလည်းပြည်သူလူထုကပြင်ဆင်ထားရမယ်တက်တီရောအကုန်ရှိမှစိတ်တိုက်ရအရာကိုပြင်ဆင်အဲ့လိုမပြင်ဆင်နိုင်လို့ရှိပြီးတော့ကျွန်တော်လည်းစစ်အာဏာရှင်အောက်ကမလွတ်တော့ဘူးဒေါ်စုနိုင်ငံရေးကိုလည်းသူကထားပြီးတော့ထားလို့ရတယ်ကွာဆိုတာမျိုးဒီလိုမောက်မာလာနေစရာရှိတယ်ပေါ့အဲ့ဒါကြောင့်မလို့ပြည်သူလူထုကတော့ကျွန်တော်ခုနပြောသလိုဒီဓာတ်ပုံနိုင်ငံရေးလောက်တဲ့တော့ဒါဒီအဓိပ္ပာယ်မရှိတဲ့ဟာတော့ကိုတော့မကောက်ယူစေချင်ဘူးအဲ့ဒါအပေါ်မှာသိကြည့်တော့ဒါတော့တော်အင်အားဖြစ်နေပြီလို့တော့မစဉ်းစားပဲနဲ့လိုအပ်တဲ့ပြင်ဆင်မှုတွေအများကြီးပြင်ဆင်ထားရမယ်အသိရင်ဆိုင်နေအောင်လုပ်ရလိမ့်မယ်ဒေါ်စုမပါလို့တော့မရဘူးနောက်ဆုံးမှာဒေါ်စုပါလာမှာပဲဖြစ်မှာဒေါ်စုပါလာမှာပဲဖြစ်မှာအဲ့ဒီဟာကိုကျွန်တော်ပုံစံမျိုးဆိုတဲ့ဒေါ်စုလည်းနိုင်ငံကြီးတဲ့ဆွဲသွင်းမှာကမ္ဘာနိုင်ငံတွေကဆွဲသွင်းမှာတရုတ်ကလည်းဆွဲသွင်းမှာသိကြတယ်ဗျာတရုတ်ကဆွဲသွင်းမှာသိကြအိန္ဒိယလည်းပဲထောက်ခံမှာပဲထိုင်းနဲ့ထောက်ခံအာဆီယံလည်းထောက်ခံမှာပဲနော်အမေရိကန်လည်းနောက်ပိုင်းထောက်ခံလာမှာပဲဟိုထရမ်တို့အလုံးများနေလို့နောက်ကပြည်သစ်တို့ကပြောတယ်ထောက်ခံဩစတြေးလျဂျပန်အားလာပြောအဲ့တော့ကျွန်တော်တို့အားရှိစရာတွေကတော့အများကြီးပဲလူတို့ကလာအဲ့စိတ်ဓာတ်ကိုပြင်ဆင်ထားရလိမ့်မယ်ဒီလိုဟာမျိုးတွေပေါ်လာနိုင်ကြပေါ်မှာသိကြတယ်ဒေါ်စုကိုထားခဲ့တဲ့နိုင်ငံကြီးဘယ်တော့မှမရဘူးအဲ့ဒီဟာတော့အသေးချပဲလို့ကျွန်တော်ကြားနေတာသေချာတင်ပြနေပါလေဗျာ ဟုတ်ပြီဆရာအဲ့ဒါဆိုလို့ရှိရင်လေဆရာဘယ်လိုမြင်လဲပေါ့ဒီမြန်မာနိုင်ငံရေးအကျက်အတဲအတွက်လေဆရာထွက်ပေါက်ကောရှိသေးရဲ့လားပေါ့နော်ဆရာအဲ့ဒါလည်းပတ်သက်လို့ကျွန်တော်လည်းအမြဲတမ်းစဉ်းစားနေပါတယ်တော့တိုင်းပြည်ရဲ့လူမျိုးမျက်နှာထောက်ပြီးတော့တိုင်းပြည်လူထုအရင်ဒုက္ခရောက်နေတဲ့ပြည်သူတွေအတွက်ပေါ့ဘယ်လိုများထွက်ပေါက်ရှိဦးမလဲလို့ကျွန်တော်အချင်းချင်းဖာမှာစဉ်းစားတဲ့အခါမှာအခုဒေါ်စုရဲ့ဒေါ်စုရဲ့ဓာတ်ပုံနိုင်ငံရေးပဲပြောပေါ့ဒေါ်စုတက်လာတဲ့အခါမှာကျွန်တော်အဲ့မှာညံပွင့်သွားတယ်ဗျာအဲ့တော့မှကျွန်တော်လည်းဒီလိုနည်းနေတော့လေငါတို့ထွက်ပေါက်ရနိုင်ပါသေးလားပေါ့လေဒီနေ့အဖြစ်ဘိုလ်ချုပ်မင်းအောင်လိုက်လည်းပဲဦးမင်းအောင်လိုက်လည်းပဲသူတရုတ်ကိုအားကိုးပြီးထွက်ပေါက်ယူကိုစူးစမ်းလိုက်အိန္ဒိယကိုရုရှားနဲ့ထွက်ပေါက်ယူကိုစူးစမ်းလိုက်သူစစ်တပ်ကြီးကိုကြီးဖွဲ့ပြီးတော့စူးစမ်းလိုက်နေလုံနေတာဒီဟာသူဘာမှအောင်မြင်မှာမဟုတ်ပါဘူးအဲ့ဒါတွေကအောင်မြင်နိုင်ကြလည်းမရှိပါဘူးအခုနိုင်ငံကြီးတွေဆိုတော့လေသူတို့နိုင်ငံအကျိုးရှိသလောက်ပဲအဲ့အတိုင်းတာထွန်းပဲကူညီကြမှာပါတကယ်ထွက်ပေါက်အစစ်မှန်တော့သူဒေါ်စုနဲ့ထွက်ရပါမယ်ဒေါ်စုနဲ့ထွက်ဒေါ်စုကပြည်သူတရားလုံးချစ်တဲ့ခေါင်းဆောင်နော်နောက်တစ်ခါကဘာကြီးမှာဩဇာရှိတဲ့ခေါင်းဆောင်နိုဘယ်ဆုရှင်တယောက်ဖြစ်တဲ့အဲ့ဒီခေါင်းဆောင်နဲ့ထွက်ရမှာပါဒေါ်စုနဲ့တူးတွဲပြီးတော့ဦးသိန်းစိန်လက်ထက်ကလိုပဲတူးတွဲပြီးတော့နိုင်ငံရေးနီလန်းနဲ့ထွက်ရပါမယ်အဲ့တော့မှစီးပွားရေးနိုင်ငံရေးငြိမ်းချမ်းရေးတွေရမယ်သူလည်းထွက်ပေါက်ရမယ်နောက်တစ်ခါဒီကျွန်တော်တို့